အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဝိညာဉ်လူများသူဝိညာဉ်အစာ channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အငယ်၄တခင်ဖျား၌အစင်မပြည့်ဝမ်းမြောက်ခြင်းရှိကြလော့တဖန်ငါဆိုဒီကဝမ်းမြောက်ကြလော့ကျွန်တော်အနေနဲ့တခင်ဖျား၌ဝမ်းမြောက်ရန်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွန်အားပေးမျှဝေလူတာပဲဖြစ်ပါတယ်ဒီစာဆောင်ကိုရှင်ပေါလုကရေးသားခဲ့တာဖြစ်တယ်။ရှင်ပေါလုကဖိလိပ္ပိအတင်းတော်ထဲမှာရှိတဲ့ယုံကြည်သူများကိုခွန်အားပေးဖို့ရန်အတွက်ရေးသားခဲ့တဲ့စာဆောင်ပဲဖြစ်ပါတယ်။ရှင်ပေါလုကဒီစာဆောင်ကိုရေးသားတဲ့အချိန်မှာသူကဧဝံဂေလိတရားကြောင့်ထောင်ထဲမှာဖန်စီချုံနှောင်ခြင်းခံနေရတဲ့ကာလဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲဖိလိပ္ပိအတင်းတော်ဟာလည်းယုံကြည်သူဖြစ်ခြင်းကြောင့်ဖန်စီခြင်းညှင်းဆဲခြင်းနှိပ်စက်ခြင်းတွေကိုခံစားနေရတဲ့ကာလပဲဖြစ်ပါတယ်။စိုးရိမ်ခြင်းတွေနဲ့ကြောက်ရွံ့ခြင်းတွေနဲ့အသက်ရှင်နေရတဲ့ကာလဖြစ်ပါတယ်။ဒါပေမဲ့ရှင်ပေါလုကသူတို့ကိုခွန်အားပေးတယ်။သခင်ဖျား၌အစင်မပြည့်ဝမ်းမြောက်ခြင်းရှိကြလော့ဆိုပြီးမှခွန်အားပေးတာပဲဖြစ်ပါတယ်။အမြဲတမ်းဖျား၌ဝမ်းမြောက်ဖို့ခွန်အားပေးထားတာပဲဖြစ်ပါတယ်မိတ်ဆွေဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသခင်ဖျား၌ဝမ်းမြောက်ခြင်းဒီကျွန်တော်တို့ရဲ့အခြေအနေနဲ့လုံးဝမဆိုင်ဘူးကျွန်တော်တို့ကောင်းစားနေမှအစဉ်ပြေနေမှချမ်းချမ်းသာသာနေနိုင်မှကျွန်တော်တို့ရဲ့အသက်တာထဲမှာသခင်ဖျား၌ဝမ်းမြောက်နိုင်တယ်ဆိုရင်တော့ဒီအရာကတကယ်ပဲစဉ်းစားစရာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့သခင်ဖျား၌ဝမ်းမြောက်ခြင်းဒီအခြေအနေနဲ့မဆိုင်ဘဲနဲ့ဘယ်လိုအခြေအနေဘယ်လိုအသက်တာထဲမှာအသက်ရှင်နေရတော့ညာလဲကျွန်တော်တို့ဒီဝမ်းမြောက်ရမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကဖခင်ရဲ့ဂျေဇုတော်ကိုနားလဲတော်သူတွေပဲဖြစ်တယ်။ဂျေဇုတော်ကကျွန်တော်တို့ခံစားနေရတဲ့ဆင်းရဲခြင်းဒုက္ခဝေဒနာတွေအားလုံးထက်ကြီးမားတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဂျေဇုတော်ကိုအမှန်တကယ်သိရှိနားလည်ထားတဲ့သူတယောက်ရဲ့အတ္တတာဒီအမြဲတမ်းဖရာထဲမှာဝမ်းမြောက်တော်သူဖြစ်ရမှာပဲဖြစ်ပါတယ်။တမန်တော်ဝတ္ထုအခန်းကြီး16အငယ်25ကနေ34ထဲမှာကြည့်တဲ့အခါမှာရှင်ပေါလုနဲ့တိလအကြောင်းကိုတွေ့ရပါတယ်။ရှင်ပေါလုနဲ့တိလဟာလည်းဧဝံဂေလိတရားကြောင့်စစ်သားတွေရဲ့ယောမစစ်သားတွေရဲ့ဖန်ဆီးခြင်းကိုခံရတယ်ရိုက်နှက်ခြင်းကိုခံရတယ်ပြီးတော့သူတို့ကိုထောင်ထဲမှာထည့်ထားတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်အမှန်တကယ်ကျွန်တော်တို့လူအနေနဲ့စဉ်းစားကြည့်တဲ့အခါမှာထောင်ထဲမှာနာကျင်ခြင်းနဲ့နေရမယ့်ညပဲဖြစ်ပါတယ်ဒါပေမဲ့ရှင်ပေါလုနဲ့တိလတွေရိုက်နှက်ခြင်းကိုခံစားထားရတော့ညာလဲနာကျင်ခြင်းကိုမမှုပဲနဲ့သူတို့ဒီထောင်ထဲမှာဖယားသခင်ကိုချီးမွမ်းတဲ့အရာကိုကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဘယ်လိုအခြေအနေထဲမှာအသက်ရှင်ရတော့ညာလဲသခင်ဖယား၌ဝမ်းမြောက်တော်သူတွေဖြစ်ဖို့ရန်အတွက်အရင်ပဲအရေးကြီးတာပဲဖြစ်ပါတယ်တခြင်းတပုတ်ရှိတယ်တဲတာတာအိမ်လေးမှာနေရတော့ညာလဲဂျေဇုချီးမွမ်းတယ်မစဲဆိုတဲ့တခြင်းကျွန်တော်တို့အားလုံးကြားဘူးမှာပဲဖြစ်ပါတယ်အဲ့ဒီတခြင်းစာသားတွေကအတိုင်းပဲကျွန်တော်တို့ရဲ့အတ္တတာထဲမှာဘယ်လိုအခြေအနေဒီထဲမှာအသက်ရှင်နေရတော့ညာလဲဖယားခင်၌အမြဲတမ်းဝမ်းမြောက်တော်သူဖယားရဲ့ဂျေဇုတော်ကိုအမြဲတမ်းချီးမွမ်းနေတော်သူတွေဖြစ်ဖို့ရန်အတွက်အရင်ပဲအရေးကြီးတာပဲဖြစ်ပါတယ်မိတ်ဆွေဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာသခင်ဖယား၌ဝမ်းမြောက်တော်သူဖြစ်ပြီလားဆိုတဲ့အရာကဆန်းစစ်ဖို့ဖြစ်ပါတယ်။သင်ရဲ့တတာထဲမှာဝမ်းနေခြင်းတွေကြုံလာတဲ့အခါမှာညီးတွားခြင်းတွေကြုံလာတဲ့အခါမှာသခင်ဖယား၌ဝမ်းမြောက်နိုင်ခြင်းမရှိတော့ဘူး။ဆုတောင်းနိုင်ခြင်းမရှိတော့ဘူး။ဖယားเจ้าကိုလည်းမရောက်ဖြစ်တော့ဘူးဆိုရင်ဒါကအများကြီးစဉ်းစားစရာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာဘယ်လိုအခြေအနေထဲမှာပဲအသက်ရှင်နေရတော့ညာလဲဖယားသခင်ရဲ့ဂျေဇုတော်ကိုတာ၍တိမပြီးမှကျွန်တော်တို့ဒီဝမ်းမြောက်ခြင်းနဲ့အသက်ရှင်ရအောင်ရှင်ပေါလုနဲ့တိလဒီထောင်ထဲမှာဖယားသခင်ကိုချီးမွမ်းတဲ့ကဲ့သို့ကျွန်တော်တို့ဒီလည်းအမြဲတမ်းသခင်ဖယား၌ဝမ်းမြောက်တော်သူတွေဖြစ်ရအောင်ရှင်ပေါလုဟာဖိလိပ္ပိဩဝါဒစာဆောင်ကိုရေးသားတဲ့အခါမှာထောင်ထဲမှာနေပြီးမှ
ဖိလိပ္ပိအတင်းတော်ထဲမှာရှိတဲ့သူတွေကိုခွန်အားပေးခဲ့တဲ့ကဲ့သို့ပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းအခြေအနေနဲ့လုံးဝမဆိုင်ဘဲနဲ့သခင်ဖျား၌ဝမ်းမြောက်သောသူတွေဖြစ်ရအောင်ဘယ်လိုအခြေအနေတွေထဲမှာကျွန်တော်တို့ကြက်တဲစွာအသက်ရှင်နေရတော့ညာလဲဖျားကိုအမြဲတမ်းချီးမွမ်းနေတော်သူဖျားကိုအမြဲတမ်းမိတ္တဟာယဖွဲ့နေတော်သူဖျားထဲမှာအမြဲတမ်းဝမ်းမြောက်နေတော်သူဖြစ်ဖို့ရန်အတွက်ဒီကနေ့မှာခွန်အားပေးလို့တာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသခင်ဖျား၌ဝမ်းမြောက်ခြင်းသည်အယံပဲအရေးကြီးလာပါတယ်ဆက်လက်ပြီးမှဝမ်းမြောက်သောသူတွေဖြစ်ရအောင်ကိုယ့်ရဲ့အသက်တာအချိန်သားကြီးတွေကိုလည်းဆန်းစစ်ရအောင်တာ၍သခင်ဖျား၌ဝမ်းမြောက်သောသူတွေဖြစ်ရအောင်ဆိုပြီးမှနှုတ်ကပတ်တော်အဖြစ်အနေငယ်ခွန်အားပေးလိုက်ရပါတယ်အလုံးပမာဖျားသခင်တာ၍ကောင်းချီးရှိပါစေ